နောက်တော့私はそのが本を買いに行きました。စာအုပ်ဝယ်ဖို့သွားခဲ့တယ်တဲ့買いたい本がその本屋になかったので注文しました買いたい本ဝယ်ခြင်းရဲ့စာအုပ်ကその本屋အဲ့ဆိုင်မှာရှိမနေခဲ့တဲ့ကြောင့်本屋になかったのでရှိမနေခဲ့တဲ့ကြောင့်注文しましたအော်ဒါတင်ခဲ့ပါတယ်တဲ့တန်အင်はဆိုင်ကဝန်ထမ်းကနေပြီးမှာပေါ့နော်တန်အင်はဆိုင်ကဝန်ထမ်းကတဲ့大村とあるさんの小説ですか大村とあるさんရဲ့တဲ့ဝတ္ထုတို့လားတဲ့来週လာမယ့်အပတ်တဲ့大村さんに会いますよလာမယ့်အပတ်ဒီ大村さんနဲ့ပေါ့နော်တွားတွေ့မှာတဲ့サインをもらえてきましょうかလက်မှတ်ပေါ့နော်တောင်းခဲ့ပေးရမလားတဲ့ဆိုင်းကိုတောင်းခဲ့ပေးရမလားတဲ့ဆိုမှと私に会いましたကျွန်တော်ကိုပြောခဲ့ပါတယ်တဲ့びっくりしましたかびっくりဆိုတာအံ့ဩသွားပေါ့နော်အံ့ဩသွားပြီမဲ့လို့တုံးသွားတယ်အံ့ဩတုံးသွားတယ်ပေါ့နော်びっくりしましたအံ့ဩသွားပြီမဲ့လို့တဲ့お願いしますတောင်းဆိုပါရပေါ့တောင်းငယ်ပေးပါပေါ့နော်တို့ခိုးတိုင်ましたလို့ခိုးတိုင်ましたဖြစ်ခဲ့တယ်တဲ့ပြိုင်မှတော့ပြောကြခဲ့တယ်ပေါ့နော်家に帰ってအိမ်ကိုပြန်ရောက်တဲ့အခါမှာဆိုရင်နဲ့နီအမကိုတဲ့ခုနကတော့ဟနာရှိましたအဲ့ဆောနာဖြစ်ခဲ့တဲ့အကြောင်းပေါ့နော်အဲ့အကြောင်းကိုဒီအကြောင်းကိုပြန်ပြီးမှပြောခဲ့ပါတယ်တဲ့အနဲ့ကအမကနေပြီးမှその単円はအဲ့ဆိုင်ဝင်နှန်းကတဲ့有名な編集者の遠山さんだと思う有名なဆိုတာကနာမည်ကြီးတော့編集者ဆိုတာတိဖြတ်တယ်သူပေါ့နော် editor ပေါ့တိဖြတ်သူ editor တိဖြတ်တဲ့ editor တဲ့တိုးရမလို့ထင်တယ်တဲ့ဆိုမှထမနီတခါတရံနဲ့အာနိုဟွန်ယာကိုအဲ့ဆောက်ဆိုင်ကိုပေါ့နော်ထေစတာတဲ့ဣရူဒါရှိရောအဲ့ဆောက်ဆိုင်မှာ line မှာကူညီပေးလို့ရှိတဲ့ပုံပဲတဲ့ဆိုမှတို့အိုရှိရတဲ့ခရမစတာပြပြပေးခဲ့ပါတယ်တဲ့ဆိုရခါဒီဆောနာတန်အင်းလေးကဒီနာမည်ကြီးဟန်ရှူရှာပေါ့နော်တိဖက်တဲ့သူဖြစ်နိုင်တယ်ပေါ့ဖြစ်နိုင်တယ်ဆိုမှသူအမကပြောပြဆိုတော့私はကျွန်တော်က好きな作家のサインをもらえることができましたもらうことができましたကျွန်တော်ဆိုလို့ရှိရင်သဘောကျနှစ်ချက်ရတဲ့သူ့ရဲ့စာရေးဆရာပေါ့နော်သူသဘောကျတဲ့စာရေးဆရာလက်မှတ်ကိုရယူနိုင်ခဲ့ပါတယ်တဲ့ဆိုမှစာပေလေးပြောတာအဲ့တော့မိကုန်းလေးကဘာလဲဆိုတော့私はどうして大村とあるさんのサインをもらうことができましたかကျွန်တော်ကဘလို့ဖြစ်ပြီးတော့ပေါ့နော်ဒီ大村とあるさんရဲ့လက်မှတ်ကိုရခဲ့တာလဲဆိုတော့သူလက်မှတ်ဘလို့ရတယ်လဲဆိုတဲ့အကြောင်းမိထားလက်မှတ်သူဘလို့ရလဲဆိုတော့ပုံမှာပြောထားဆိုသူရဲ့အဲ့ဆိုင်ဝန်တန်းကနေမှလာမယ့်အပတ်မှာဒီဆိုင်းဆရာကိုတွေ့မှာမလို့တောင်းပြီးခဲ့ရမလားဆိုမှတော့ပြောထားတယ်နော်ဆိုတော့အဲ့လိုနီးလန်းနဲ့တော့ရသွားပါအဲ့တော့အဖြေလေးတော့ဖတ်ကြည့်မယ်နံပါတ်1ကတန်အင်ကサッカーに本屋に来てほしいと頼んだからですဆိုတော့တန်အင်ကဆိုင်ဝန်တန်းကတဲ့ဒီစာရေးဆရာကိုစာအုပ်ဆိုင်ကိုလာခဲ့ပေးပါပေါ့နော်လာခဲ့စီရှင်နေဆိုပြီးမှတောင်းဆိုလို့တဲ့ဆိုတော့စာရိုက်ထဲမှာဆိုင်ကိုလာပေးပါလို့တောင်းဆိုထားရဆိုပြီးပြောထားလားဆိုတော့မပြောထားဘူးပြောထားရတဲ့ကြောင့်မို့ဖြေနံပါတ်1မို့နံပါတ်2ကကြတော့တန်အင်ကその作家だったからですအဲ့ဒီဆိုင်ဝန်တန်းကအဲ့စာရေးဆရာဖြစ်နေလို့တဲ့ဆိုင်ဝန်တန်းကစာရေးဆရာမဟုတ်ဆိုင်ဝန်တန်းကအဲ့မှာ editor တော့editor နော်အဲ့တော့နံပါတ်2ကတော့လုံးဝမဟုတ်နံပါတ်3ကကြတော့တန်အင်က作家のサインをたくさん持っていたからですဆိုင်ဝန်တန်းကတဲ့အဲ့ဒီစာရေးဆရာရဲ့လက်မှတ်တွေပေါ့နော်ဆိုင်းတွေကိုたくさんဆိုအများကြီး持っていたからですအများကြီးကြိုက်ဆောင်ထားအများကြီးပိုင်ဆိုင်ထားပါတော့အများကြီးရှိနေလို့တဲ့သူ့မှာလက်မှတ်အများကြီးရှိနေလို့သူ့ပေးလိုက်တာမဟုတ်လေနော်အဲ့ဒါကြောင့်တော့ရလာတယ်မဟုတ်ဆိုတော့နံပါတ်3ကလည်းမဟုတ်နံပါတ်4ကじゃテンインがဆိုင်ဝန်တန်းကတဲ့サッカーにサインを頼んでくれたからですဟောဒါမှန်တယ်ဒီဆိုင်ဝန်တန်းကတဲ့ဒီစာရေးဆရာကိုဒီလက်မှတ်လေးကိုပေါ့နော်တောင်းဆိုခဲ့လို့လက်မှတ်ကိုသူ့ကိုတောင်းပေးခဲ့လို့တဲ့တောင်းပေးကြကြောင့်မို့တော့ရသွားပေါ့ရသွားဆိုတော့အဖေကအပေါ်မှာပြောထားတဲ့ဟာနဲ့ကိုက်ညီနေဟိုပြောတဲ့ဟာနဲ့ကိုက်နေသူလာမဲ့ပတ်မှာသွားမှာမို့လို့လက်မှတ်တောင်းပေးခဲ့ရမလားဆိုမှပြောထားဆိုတော့သူကအဲ့လိုနီးလန်းနဲ့လက်မှတ်ကိုရသွားပေါ့နော်တော့ရသွားဖြစ်တဲ့ကြောင့်မို့လို့အဖေကနံပါတ်4はい今日はここまでです